hello အားလုံးပဲမင်္ဂလာပါကျမရဲ့မြန်နေဦး base ကနေကြိုဆိုလိုက်တယ် page နာမည်ကတော့မင်းနေဦးပေါ့နော်ကျမကတော့မြန်နေဦးဖြစ်တယ်အခုလောလောဆယ်စင်ကာပူနိုင်ငံမှာအထင်းပြေးလုပ်နဲ့လုပ်ကိုင်နေတဲ့ဝန်ထမ်းတစ်ယောက်ပေါ့နော်ဒီနေ့အခုလိုမျိုးစကားပြောရတဲ့အကြောင်းအရာလေးကကျမ2020နဲ့2023တုန်းကဒီ digital business စီးပွားရေးလုပ်ငန်းကိုတွေ့ရှိခဲ့တယ်2023မှာပေါ့နော်ကျမရဲ့နာမည်နဲ့ email ထည့်ပြီးတော့ကျမရဲ့ mentor ရဲ့ page မှာ free webinar ကိုရရှိခဲ့ပဲပေါ့နော်နှစ်လအကြာမှာ US ဒေါ်လာ149ကျပ်ပေးပြီးတော့ကျမစိတ်ဝင်စားလို့ဆိုပြီးတော့နောက်တစ်ဆင့်ကိုထပ်တက်ခဲ့တယ်23ဇူလိုင်2025မှာကျမက business owner တယောက်ဖြစ်သွားခဲ့တယ်ပေါ့နော်ဒီစီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျမတို့ရဲ့အခုလိုမျိုး social media သုံးပြီးတော့ကျမတို့ရဲ့ business owner တွေကိုယ့်ရဲ့ page မှာရက်90အနေနဲ့90 day challenge ခေါ်လာတာကျမကဒီနေ့ဆိုလို့ရှိရင်ဒီ69ပေါ့နော်ရောက်ရှိလို့လာပြီကျမတို့ရဲ့ business လုပ်ငန်းကဆိုလို့ရှိရင်အခုလိုမျိုးပေါ့နော်ကိုယ့်ရဲ့တရက်တာကိုပေါ့နော်အချိန်နဲ့ပေးပြီးတော့တရက်လုံးလို့ဆရာမလို့ပဲနဲ့ပေါ့နော်ဝင်ရောက်လုပ်ကိုင်ရတဲ့လုပ်ငန်းဖြစ်တယ်ပြီးတော့ပစ္စည်းရောင်းစရာလည်းမလိုဘူးကိုယ့်ရဲ့အချိန်ကိုကြိုးရှိသုံးပြီးတော့လုပ်ငန်းကြောင်းလေးတွေကိုမျှဝေပေးရတဲ့လုပ်ငန်းဖြစ်တယ်ကျမလိုမျိုးအချိန်ပြည့်နဲ့ပေါ့နော်အချိန်ပိုင်းလို့ရောလုပ်ကိုင်ခြင်းနဲ့မိတ်ဆွေတွေအားလုံးအတွက်မျှဝေပေးခြင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်ထောင်ပေးပါအောင်နောက်ထောင်ပေးတဲ့တအုပ်တယောက်ချေစီအားလုံးကိုကျေးဇူးတင်ပါတယ်လို့ဒီကနေပြီးတော့ကျေးဇူးတင်စကားလေးပြောပြရစေပေါ့နော်ဒီနေ့မျှဝေမှုကတော့ you are never too young or too old to step ပေါ့နော်to start up ပေါ့နော်ဒါ encourage your audience by showing that age is not a very whether you are 20 or 50 it always the right time to start up your business ပေါ့နော်စတင်ဖို့အတွက်ဘယ်တော့မှငယ်လွန်းတယ်ဒါမှမဟုတ်ဘူးအသက်ကြီးလို့နေလို့မဆိုလို့နိုင်ဘူးပေါ့နော်ဒီကြောင်းရလေးနဲ့ပတ်သက်ပြီးတော့ကျွန်မအနေနဲ့မျှဝေပေးသွားမယ်အသက်20ကျော်ဖြစ်စေ50ကျော်ဖြစ်စေအသက်အရွယ်ကအတားအဆီးမဟုတ်ဘူးဆိုတာကိုပြသခြင်းအဖြစ်ကျွန်မရဲ့ audience တွေကိုအားပေးစကားဒါမှမဟုတ်လို့ရှင်ဒီစီးပွားရေးလုပ်ငန်းကိုစတင်ဖို့အတွက်အမြဲတမ်းအချိန်ကောင်းမှာပဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမယ်ပေါ့နော်စီးပွားရေးလုပ်ငန်းကဆိုလို့ရှိရင်ဘယ်စီးပွားရေးလုပ်ငန်းနဲ့မယ်ဆိုပေါ့နော်အချိန်မှလည်းအဓိကပေါ့နော်အသက်အရွယ်နဲ့မဆိုင်ဘူးကိုယ်တိုင်လုပ်ချင်တဲ့စိတ်တစ်ခုတည်းကတာလိုက်ရင်အဓိကကြတယ်ပေါ့နော်အခုလိုမျိုးပဲဒါကျမတို့ရဲ့ဒီစီးပွားရေးလုပ်ငန်းကဆိုလို့ရှိရင်လည်းအသက်16နှစ်ပြည့်ပြီးတဲ့မြည်သူမဆိုဝင်ရောက်လုပ်ကိုင်လို့ရတယ်ပေါ့နော်ပြီးတော့ဒါအသက်ကန့်တတ်မရှိဘူးအသက်ကန့်တတ်မရှိဘူး16နှစ်ပြည့်ပြီးလို့ရှင်ပေါ့နော်အသက်အရွယ်ကြီးမီးရွေးပေါ့နော်ကိုလုံးနိုင်ခြင်းလုပ်ချင်တဲ့စိတ်တစ်ခုတည်းတာလိုက်ရင်အဓိကကြတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့ရဲ့ဒီ digital business စီးပွားရေးလုပ်ငန်းကဆိုလို့ရှင်လဲဘယ်နေရာမှာပဲရောက်အချိန်တိုင်းနေရာတိုင်းမှာ laptop ရဲ့ဖုန်းရဲ့ internet ရဲ့ရှိုံနဲ့ပေါ့နော်အသက်16နှစ်ပြည့်ပြီးတဲ့မြည်သူမဆိုအသက်ကြီးငယ်မရွေးပေါ့နော်လူလက်တန်းစားမရွေးဝင်ရောက်လုပ်ကိုင်နိုင်တယ်ပေါ့နော်အခုလိုမျိုး social media သုံးပြီးတော့ကိုယ့်ရဲ့ website နဲ့ပေါ့နော်ဒါ step by step training တွေနဲ့